Sorry လေးရဲ့ကိုသွင်းများဆုံးရှစ်ပနက်စုရခဲ့တဲ့ Ronaldo အားလုံးမင်္ဂလာပါများ Digital Sport ကနေပြန်လည်ကြိုလိုက်ပါရင် Cristiano Ronaldo ဟာပြီးခဲ့တဲ့ဘောလုံးရာသီ Sorry Pro League မှာကိုသွင်းများဆုံးစားမအဖြစ်25ခုနဲ့ရပ်တည်နိုင်ခဲ့တာကြောင့် Sorry Pro League ကချင်းမြင့်တဲ့ရှစ်ပနက်စုကိုရရှိခဲ့ပါတယ်။ Ronaldo ဟာ2023-24ဘောလုံးရာသီမှာလည်းသွင်းကို35ခုနဲ့ Sorry လေးရဲ့ကိုသွင်းများဆုံးရှစ်ပနက်စုကိုရရှိခဲ့ပါသေးတယ်။ Ronaldo အတွက်တော့ဒါ Sorry မှာကစားတဲ့၄နှစ်အတွင်း200တီဆက်ကိုသွင်းများဆုံးရှစ်ပနက်စုကိုရရှိခဲ့တာဖြစ်ပြီးဒီရာသီမှာလည်းရှစ်ပနက်စုထပ်မံရရှိဖို့ရေပန်းအစားဆုံးစားမအပြင်အသင်းပေါ်ဟောင်းဗန်စီမာနဲ့ရေပန်းစားလျက်ရှိနေပါတယ်။ Ronaldo ဆော်ဒီရောက်ရှိပြီးချိန်ကနေစပြီး NSA အတွက်ပြိုင်ပွဲစုံ115ပွဲမှာ100ဂိုးသွင်းယူထားပြီး NSA အသင်းရဲ့ဂိုးသွင်းများဆုံးကစားမအဖြစ်စံချိန်တင်ထားပါတယ်။ Ronaldo ရောက်ရှိလာချိန်ကနေစပြီး NSA အသင်းဟာဘောလုံးပရိသတ်တော်များများစောင့်ကြည့်ခြင်းကိုခံလာရတယ်လို့အာရှနဲ့ဥရောပမှာနာမည်ကျော်ကြားတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် Ronaldo ရောက်ရှိလာမှုနဲ့အတူ Saudi Pro League ဟာကမ္ဘာမီဒီယာနဲ့ပရိသတ်တွေအာရုံစိုက်မှုမှာရောက်ရှိလာခဲ့တယ်လို့ကမ္ဘာကျော်ဘောလုံးသမားများပြပါ Saudi ကိုလာရောက်ကစားဖို့ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါရီယာ Ronaldo ရဲ့လွှမ်းမိုးမှုတွေလို့ပြောရင်မမှားပါဘူး။ Saudi ရဲ့အစည်းအဝေးတချို့ကိုပြောင်းလဲလိုက်ကြရတဲ့အထိကို Ronaldo ရဲ့ပုံရိပ်ကကြီးမားခဲ့တာဖြစ်ပါတယ်။အသက်40ကျော်လာခဲ့ပေမဲ့ Ronaldo ဟာ Saudi League မှာသွင်းဂိုးတွေနဲ့အတူခြေစွမ်းပိုင်းကျဆင်းသွားခြင်းမရှိဘဲအောင်မြင်မှုတွေနဲ့တက်တည်ပြထားနိုင်တာကဘောလုံးသမားအားလုံးအတွက်အတူတူစရာဖြစ်နေပါတယ်။အသက်40ကစားမတယောက်အတွက်သွင်းဂိုးတွေစက်တိုက်သွင်းယူနိုင်မှုဆိုတာမလွယ်ကူသလိုပွဲတိုင်းခြေစွမ်းပြနိုင်မှုဆိုတာလည်းလွယ်ကူတဲ့အရာမဟုတ်ပါဘူး။ဒါပေမဲ့လည်းဒါရီယာ Ronaldo အတွက်ကတော့တမန်လို့ဖြစ်နေပါတယ်။ဥရောပမှာအောင်မြင်မှုများစွာစကူးနိုင်ခဲ့တဲ့ကစားမတယောက်အသက်40နာကမှ Saudi League ကိုပြောင်းရွှေ့ခဲ့တာကြောင့်ဘောလုံးပရိသတ်တွေရဲ့အားလုံးရဲ့အမြင်မှာ Ronaldo ရဲ့ကစားမဘဝအောင်မြင်မှုတွေရပ်တန့်သွားပြီလို့ထင်ခဲ့ကြတာပါ။တကယ်တော့အားလုံးရဲ့အထင်အမြင်တွေကို Ronaldo ကိုယ်တိုင်ကစတိုက်ဆိုလို့ပြောင်းလဲပေးခဲ့ပါတယ်။လက်ရှိမှာ Ronaldo ဟာကစားမဘဝသွင်းဂိုး943ဂိုးထိရှိလာခဲ့ပြီဖြစ်တာကြောင့်ဂိုးထောင်ပြေးဖို့ရလည်းနီးစပ်လာခဲ့ပါပြီ။ဒါအပြင်မျိုးဆက်သစ်လူငယ်တွေနဲ့ဘောလုံးသမားတွေကြားထဲမှာ Ronaldo ဟာအသက်40ကျော်အရွယ်အထိဂိုးသွင်းစွမ်းရည်နဲ့အောင်မြင်မှုတွေကိုဆက်လက်တက်တည်ပြနေတဲ့ကစားမတယောက်ဖြစ်ရှိနေဆဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။